ကွေးကွေးမှာကိုယ်တန်နားထောင်လို့မကောင်းဘူးဆွဲဆောင်မှုမရှိဘူးလို့ခံစားရကောင်းခံစားလာနိုင်တယ်အဲ့လိုမျိုးတွေဖြစ်တယ်ဆိုလို့ရှိရင်ခင်ဗျားစကားပြောတိုင်းမှာခံစားချက်ထဲပါတော်တော်များများကပါဇက်စကားကိုပါဇက်ကနေပဲပြောကြတယ်ပါဇက်ကနေပဲဒီပါဇက်ဖျားလေးကနေပဲပြောကြရင်ထဲမှာဘာခံစားချက်မှမရှိဘူးတခုလုပ်တယ်တခုခုပြောတယ်ဆိုတဲ့အချိန်မှာကိုယ့်ရဲ့ဒီရင်ထဲကပါဖို့လိုတယ်ရင်ထဲကပါရင်အချက်နှစ်ချက်ကောင်းတော့မယ်ပထမတစ်ချက်ဒီ resonance ကိုအတန်ထွက်လာရာဌာနကအဆင်ပြေသွားမယ်ဒီပါဇက်ဖျားလေးကနေထွက်တာမဟုတ်တော့ရင်ထဲကလာတယ်ပြီးတော့ကိုယ်မှာခံစားချက်တစ်ခု feeling တစ်ခုထည့်ထားတာဖြစ်တဲ့အတွက်ထည့်ပြီးတော့ပြောတာဖြစ်တဲ့အတွက်လူတွေကဒီပေါ်မှာ emotionally invested ဖြစ်တယ်စိတ်တော်တော်လေးပါတယ်ပေါ့လေ။အော်သူဒီလိုမျိုးတည်တည်ချာချာပြောပြနေရပဲဆိုတဲ့ခံစားချက်မျိုးရမယ်။အဲ့တော့အတန်ကောင်းခြင်းမကောင်းခြင်းဆိုတာထက်ဆွဲဆောင်မှုရှိခြင်းမရှိခြင်းဒီဟိုစကားပြောတဲ့တိုင်းမှာ feeling ပါခြင်းမပါခြင်းနဲ့အများကြီးသက်ဆိုင်။စကားပြောတဲ့နေရာမှာဆွဲဆောင်မှုရှိဖို့အတွက်ကတန်းနေသွားနေလို့မရဘူး။တချို့ကကြတော့ရှိတယ်တန်းနေကျွန်တော်တို့ဒီနေ့ဟိုလိုဒီလိုဆိုတန်းနေတောက်လျှောက်သွားနေတယ်ဆိုလို့ရှိရင်အဆင်ပြေမှာမဟုတ်ဘူးအခုခင်ဗျားတို့ကျွန်တော်ပြောပြနေတဲ့ပုံစံကိုခင်ဗျားတို့တီးလိုက်မယ်အဲ့တီးတဲ့ပုံစံကဒီတိုင်းပဲကျွန်တော်ဆက်သွားနေမယ်ဆိုလို့ရှိရင်ဘယ်လောက်ထိအောင်စိတ်ပြက်စရာကောင်းလဲအဲ့လိုမျိုးလုပ်လို့မရဘူးကိုယ့်ရဲ့အတန်ကဘော်လူးပေါ့နော်အဓိကကိုပြောချင်တဲ့နေရာတွေမှာခက်ကြဲကြဲလေးပြောရတယ် main point အနေနဲ့ကိုပြောချင်တဲ့နေရာမှာခက်ကြဲကြဲလေးပြောရတယ်အဲ့တော့ main point မဟုတ်တဲ့နေရာတွေမှာဆိုလို့ရှိရင်ပုံမှန်ပြောသွားမယ်ဒါဒီဘော်လူးကိုကစားတာပြီးတော့ vibe ပေါ့နော် vibe ပေါ်မှာလည်းမူတည်ပြီးတော့အတန်ပြောင်းသွားသေးတယ်အခုကပျော်နေရလားပျော်နေရဆိုလို့ရှိရင်ကျွန်တော်ဒီနေ့ထီပေါက်တယ်ဗျာထီဘယ်လောက်ထိအောင်ပေါက်တယ်ဒါပြောတာဝမ်းနေရဆိုလို့ရှိရင်ကျွန်တော်အဲ့နဲ့တော်တော်လေးခံစားလိုက်ရတယ်ကျွန်တော်ကြောင်လေးနှစ်ကောင်ပျောက်သွားတာဆိုတော့ဒီမှာဝမ်းနေတဲ့ဟာဖြစ်သွားပြီပျော်မှလားဝမ်းနေမှလားတခြားခံစားချက်တွေလည်းရှိအောင်မယ်ဗျာကျွန်တော်ပျော်မယ်ဝမ်းနေမယ်ပြီးလို့ရှိရင်လှုပ်ဝက်ချက်တွေပြောပြမယ်ပေါ့လေလိုအပ်ချက်တွေပြောပြမယ်ဆိုလို့ရှိရင်ခက်တိုးတိုးလေးပြောမယ်ခင်ဗျားတို့အဲ့ဒီဟာကိုတကယ်သိအချိန်ကြာလို့ရှိရင်ဒီလိုမျိုးပေါ့အဲ့တော့ vibe အပေါ်မှာမူတည်ပြီးတော့လေအတန်ပြောင်းအောင်မယ်ပြီးတော့ variety ကိုက authority နဲ့စကားပြောမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အတန်ဒီဘာဖြစ်သွားမလဲရှင်းပါကျွန်တော်ပြောခဲ့တယ် down talking အခုခင်ဗျားတို့ကျွန်တော်ပြောနေတယ်ဆိုတာကကျွန်တော်ရဲ့အတွေ့အကြုံတွေနဲ့တောက်လျှောက်ပြောပြနေတယ်ကျွန်တော်သာငကိုတော့မလေးကျင်ခဲ့ဘူးဆိုလို့ရှိရင်ဒီလိုအတန်တွေရဲ့အကြောင်းခင်ဗျားတို့ကျွန်တော်ပြန်ပြီးတော့ရှင်းပြနိုင်မှာမဟုတ်ဒါသည်down talking နဲ့ပြောနေတာကို authority လိုတဲ့နေရာ power လိုတဲ့နေရာမျိုးတွေမှာ down talking နဲ့ပြောအောင်ကိုကစိတ်လှုပ်ရှားမှုပြမယ်ပြောရွှင်ရွှင်ပြောမယ်ဆိုတဲ့အချိန်မှာတော့အတန်လေးနည်းနည်းလေး high လုပ်လိုက်ပေါ့နော်ဟာ okay brother တို့ sister တို့ရေးဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဒီလိုမျိုးလေးပြောအောင်အဲ့တော့ 3B အရေးကြီးတယ်ဒီကောင်ဒီကိုအတန်ကိုဆွဲဆောင်မှုရှိဖို့အတွက်လေ့ကျင့်လို့ရတဲ့ framework တစ်ခုဖြစ်တယ် template တစ်ခုဖြစ်